ကိုစကားကကိုမမေ့နဲ့နော် ဟုတ် ခင်ဗျာ mission feel လုပ်ပြီးပြောတာလေ မဟုတ်လေဟို free ဟိုပြောတာဟုတ်ပါဒါပေမဲ့ free မဟုတ်တော့ဟို mobile လေး ဘာလို့ပြေးလဲခင်ဗျာဂရိမတည်ဘူး live လိုက်မယ်နော် မလို့ပါဟိုရတယ်မလို့လည်းလုပ်ပေးပါမလို့ကျွန်တော်တို့ကလည်း30ရလည်းမရှိတော့အဲ့ဒါချင်း လိုချင်ဆူတောင်းလေခင်ဗျာ ဟုတ်ကဲ့ ငယ်ရောတဲ့ချိန်လည်းမဟုတ်ဘူးတခုလို့ရှိရင်ဟမ်ကျွန်တော်လက်ဖင်ကြရင်ကလိုင်းတစ်ခုလည်းတယောက်လာတယ်ခင်ဗျာချိတ်ပြီးတာ အော် ဒီတော့တောင်း ဘောစီလားဟာမိုက်ရအောင် ဒီဘက်အဲ့လို YouTube video တွေပဲသိရမလားဒီဘရိုအဲ့လိုနောက်ခေတ်စကားပြောတယ်လေ အော်ဟိုပုံမြင်လေးပါစာအုပ်လေးပါဖတ်ပြနေဟာအော် narration နားကစကားပြောတယ် ခင်ဗျားစီပို့လာခင်ဗျာ အဲ့ဒါသူဒီကြာကြီးမှာပေါ့ အေးဘောကြာကြီးပါခင်ဗျာဒဲတော့ထူမဟုတ်လေခင်ဗျာဖတ်အောင်ဖတ် မိုက်အာကောင်းတယ်အဲ့တော့သူမယူဆိုတော့၄တိုက်တော့သူယူမှာဗျအဲ့ အဲ့ ဒါ ဒါပဲ โอเคအဲ့ဒါကျွန်တော် free လုပ်ပြီအခုနော် free မအားနဲ့ ကျွန်တော်ပတ်စံပြီးပြောโอเคမိုက်ရဆိုရင်တော့လည်းခိုင်ပြီ The next day. ဟောတကားဟိုလောမချတော့ခင်ဗျဝင်လာလို့ရပါတယ်ဟာဟယ်လိုခင်ဗျစကားမပြောနေတဲ့သူမလားသူကတကားရက်လာဆိုရလားဘာလာလို့လဲ အဲ့ဒါမနေ့ကဂျူတီချင်းလေးရတယ် သူဒီ မမေ့ပါလား ပုံမြင်ဖတ်မယ်ဆိုတဲ့တရား ဟုတ်တယ်လေ ဟာအဲ့လာစားနေရလား မဆောက်ပါဘူးဟုတ်လေကျွန်တော်တိတ်ချချင်းမိတာခင်ဗျာပြောတော့အဆင်ပြေအောင်အားလုံးလုပ်ပေးမှာဆိုခင်ဗျာကျွန်တော်လာခင်ဗျာမြအဆင်ပြေအောင်အားလုံးလုပ်ပေးမှာဆိုလိုက်လွင်ပေးရ မလုံးနဲ့တောင်းမအဲ့လိုပြောတာမဟုတ်လေကွာကျွန်တော်အဲ့လိုကြီးပဲကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ပြောချင်တာအဲ့ဒီသူပြောတဲ့စကားကိုဘယ်လိုဒီဟိုဟာတွေကပြိတ္တတွေကဘယ်လိုနားလည်မှာလဲသူပြောတာဖြစ်နေရလေ တိတ်တယ်အဲ့တော့ဘာမှပူကြမလို့ခေါ်လာပြီဟုတ်စကားပြဟလာဂျပန်ခေါ်လာ အဲ့ဒါစကားပြန်လား သူပြောတာကျွန်တော်ကသူကကျွန်တော်ငားလာတာဗျာအားလုံးအဆင်ပြေရမယ်ကြားတယ်ကျွန်တော်ကအေးစေး ဟော နိုင်ငံခြားစကောလာရှစ်ရတာပြီသား အော်ပြောတဲ့စကားကိုဘာသာပြန်မေးရတာမှာစကောလာရှစ်တွေပါပေးတယ် ဒါပါ စောက်ကျုံးနေပဲဟာ မိုက်တယ်နော်သူရဲ့သူစတဲ့ဟုတ်တယ်အဲ့တော့အခုကသူကပုံဖတ်ပြလိုက်မယ်ဘာသာနောက်ကနေပြီးတော့သူပြောတာကိုလိုက်ပြီးတော့ဘာသာပြန်ပေးမယ် သိမတိန် โอเค အားလုံးအဆင်ပြေအောင်စီစဉ်ထားတယ် မိုက်တယ်ဟာ နော်ခင်ဗျားတက်လို့ဆိုတော့တော့ ဟာရခင်ဗျစကားရေးလိုက်တာ ဘာလိုက်လွင်လိုက် ဘာမှမလုပ်နဲ့ဘာမှမလုပ်အစင်းပြေစကားရေးလိုက်ဘာမှမဖြစ်ဘူးတိတ်လောက်ရေးလို့ရတယ်ဘာမှမဖြစ်ဘူးပြောတာတွေ့ရတယ်နော်တွေ့ ဂျူလာဒီစားမှနေ โอเคရဖYouTube တက်ပေါ်လာတယ် YouTube ကနေပတ်စံပြန်ရအောင်ဩ ဟုတ်တယ်သူကအပုံငွေရှာတာ อ๋อပုံဝင်စားဟုတ်ကဲ့အဲစလိုက်မယ်နော်โอเค3 2 1 go ဟောဟိုရှိတော့ကစင်ဒလာဆိုလဲချောမောလာပါတဲ့ main ကလေးတယောက်ရှိတယ်သူမှကောက်ကြီးရုံမှာလည်းမိတွေနဲ့အမနှစ်ယောက်ရှိတယ် အဲ့ဒီအမနှစ်ယောက်ကသူ့ကိုမနာလိုဖြစ်ပြီးတော့သူ့အဝတ်စုပ်တွေပေးဝတ်တယ်သူကသူတို့ကြောင့်အကောင်းသားတွေဝတ်တယ် ဟုတ်လေသူပြောတာအဲ့လိုမရှိဘူးလား ဟုတ်ဒီကအားစကားနည်းနည်းတွေ့မယ်စကားပြန်ရှိတယ်အဲ့လိုအားလုံးကျေးဇူးတင်ပါတယ်တဲ့ ဟာပြီးပါပြီ ပြီးပါ ပုံမြင်ရနော်ပုံမြင်လေးရတော်တော်မိုက်တာပဲတော်တော်မှရင်ထဲမှာတည်းဟတ်ချီသွားစင်ရွက်ကရှိတယ်ပြီးပါရင်စင်ရွက်လက်မှာမီရွေးရှိတယ် မိတွေ မီရွေးပြီးရင်ဟိုပါမောင်လမညီမနှစ်ယောက်ရှိတယ်အင်ဂျီဝက်စာအဟောင်းတွေပေးဝဲတယ်ပုံမြင်တဲ့တလားပဲအဲ့ကနေပြီးတော့ YouTube ပတ်စံရှာမှာဆက်လို့ကြိုးစားအားပေးနေနော် ညရည်ပါကြာကွာ ဟုတ်ချိန်လိုက်တယ်နော်ဟုတ် ရတယ်ကိစ္စမရှိဘူးတဲ့ ဟုတ် အဆင်ပြေပြီးတာပဲ โอเคဟုတ်တဘောပါတယ်နော်ဟုတ်ကဲ့โอเคသွားတော့မယ်နောက်မှ ဟိုကဂျူတီကလေးလည်းပေးခဲ့အောင်လေ မဟုတ်လေဘယ်လိုပေးကြလိုက် ဟမ် ရတယ်တဲ့နောက်မှပေးမယ်လမ်းကြောင်းမှပေးမယ် အဲ့လိုမရဘူးလေကိုဟိုလိုက်တော့ သွားပြီ ဟုတ်လေ မဟုတ်လေ သွားပြီ အဲ့ဒါမပေးပါဘူး တော့ဂျူဒီလိုကျွန်တော်ချင်းပြန် မဟုတ်လေ तू
အတန်ဖမ်းတာအတန်ဖမ်းကားတာငါပေးပါလေဘယ်လိုလုပ်လို့ ဟုတ်ပါတော့ဘယ်လိုလုပ်ပေးအောင်ကျန်ပါဘူး တို့ပြောတယ်အဲ့လိုဟိုလေပတ်စံကိုပေးခဲ့လေ ခက်ကျွန်တော်တောင်းမင်းမှာပေါ့ခက်ခက်ခက် အကိုအကိုအပလာမစမနေဆယ်ဆယ်လာလာတော့